ကဲဒီနေ့ကနောက်ကပေါ့နော်အဲ့ဒီတွေ့တဲ့တိုင်မနော်သူတို့ပတ်လေ360ကြည့်တယ်သူတို့ပြေးရင်ကြည့်ပြမှာနော်ဒီ screen တွေကဒီမှာပဲရှိတယ်နော်360ဆိုတော့နော်ရှုခင်းတွေကြည့်ပြမယ်ပြေးချင်းဟုတ်ပြီအခုလက်နဲ့ mouse ကိုမသုံးဘူးနော် mouse သုံးလဲရတယ် mouse မဟုတ်ပါဘူးဒီ remote control ဒီခလုတ်ပေါ့နော်မသုံးဘူး okay ရတယ်ဒါမှလက်နဲ့လုပ်မယ်နော်အဲဆိုတော့သူတို့လက်မနဲ့လက်ညှိုးနဲ့ဖိလိုက်ရပြီဟာ okay အဲဆိုတော့မကြည့်နော်ရှုတက်လာပြီပြန်သေးတယ်မယ်ကျူ okay နော်အဲဆိုတော့ဒီနောက် background ပဲပေါ့နော်တရားပြီးရင်ပေါ့ကြည့်ရမှာဆက်အခုခစ်စားနေတဲ့ဆိုင်နဲ့ဥကြော်နော်ဒါမှ mouse နော်တွေ့တယ်နော် mouse မဟုတ်ပါဘူးဒါ keyboard keyboard ကိုနှိပ်လိုက်မယ်ဆိုင် space bar နော်ဆိုင်ခံလိုက် okay ဟုတ်ပြီနော်ဒီနောက်မှာတွေ့ပြီဆိုင်ခံလိုက်ဆိုင်and can နော် ဆိုင်ခံလိုက်စဟုတ်ပြီနော်အခုနာမည်ကြီးနေတဲ့ကြည့်လိုက်မယ်နော်ပြီးရင်ဒီမှာအများကြီးရှိပါတယ်ဗျာနော်app မှာ game ကစားခြင်းနဲ့ဦးကျော်ဟင်းပြောခဲ့ဘူးတဲ့စကားတစ်ခွန်းရှိတယ် Facebook က social app လူသားအသေးလုံးနဲ့ကျွန်တော်လူသားအားလုံးလေးစားပါတယ်။အားလုံးလေးစားတယ်နောက်မှလေးစားတယ်နော်။လူသားအသေးလုံးနဲ့ကျွန်တော်လူသားအတိုင်းကိုလေးစားတဲ့အဟုတ်ပေါ့နော်လူသားအားလုံးရေးထားတဲ့ကြုံလူတွေကိုအိမ်မက်ကိုစိတ်ကြိုက်တာလို့အတူတူလက်ဆွဲပြီးနှုတ်ဆက်မရှိတ်လိုက်ပါအောင်လူအချင်းချင်းခွဲကြစရာမရှိပုံတန်နဲ့ရောင်နဲ့အစင်ခွဲပြတာကြီးအသွေးမတူတဲ့နှိမ်ချစရာမရှိကပမြေမှာမလို့အပ်ဘူးအနှိမ်ထဘွားကြီးလူတွေဆိုတော့ကအမှန်တကယ်တော့ထူးကြတဲ့တတ္တဝါအုံနောက်ကဆူရှာတဲ့အမတ်တညာ Socrates Confucius သတ္တနာစိတ်ကူးတဲ့အတွေးခေါ်တွေကကွန်မြူတဲ့ရမရလူဆိုတာကတရားရဲ့အကြီးအကဲလူတွေကိုတူနိုင်ကြမရှိခဲ့လူသားတွေတာမောက်ရှစ်ထောင်ရဲ့အသွေးတွေမတူညီလဲမခုံတစ်ဖက်ကြောင့်ခေါင်းပေါက်တဲ့လူဆိုတာလူပါပဲနေပါမနေပါနဲ့မကင်းရင်နေပါမနေပါနဲ့မချစ်ချင်နေပါမလုံးပါနဲ့လူသားအသေးလုံးနဲ့ကျွန်တော်မကင်းရင်နေပါမနေပါနဲ့မကင်းရင်နေပါမနေပါနဲ့မချစ်ချင်နေပါမလုံးပါနဲ့လူသားအသေးလုံးနဲ့ကျွန်တော်အရေးတကြီးသိဖို့ကကိုရင်ထဲမှာကျင်နာစိတ်ရှိဖို့တင်ကြတာရရနတ်ထီမို့မကောင်းတဲ့တွေတွေကမိစ္ဆာဒိဋ္ဌိလို့ဗုဒ္ဓပြဟောကြားတဲ့အိဋ္ဌာမျက်မရှိလို့တမိုင်းကြောင့်ကိုချီစေပြည့်ဆွေကြီးမနုဿဗေဒရသဝင်တဲ့အေလီယံမရှိစင်ကပြောင်းလဲမှုဖြစ်စဉ်ရဲ့နောက်ဆက်တွဲအကျိုးဆက်အာဂတရဲ့အပြင်ကိုထွက်မဲ့မျိုးဆက်တွေထိအတိညာအတွက်မလိုတာတွေကိုစွန့်ပယ်ဟောင်းဝမ်းနဲ့အတွေ့အမြင်တွေတွန်းဖယ်တရိတ်ဆာမဟုတ်မြင့်မြတ်တဲ့ဘုံဘဝရခဲ့တဲ့လူဘဝမနုဿတဒုလဘငှက်တွေကပြန်ရင်းနဲ့သေးတယ်လူတွေဆိုတာကကြံရင်းနဲ့သေးတဲ့လူသားတယောက်လိုပဲခေါ်ရင်းနဲ့နေမယ်လူတွေတဲကလူကျွန်တော်ကမျောလင်းချက်တွေနဲ့နေပါမနေပါနဲ့မကင်းရင်နေပါမနေပါနဲ့မချစ်ချင်နေပါမလုံးပါနဲ့လူသားအသေးလုံးနဲ့ကျွန်တော်မကင်းရင်နေပါမနေပါနဲ့မကင်းရင်နေပါမနေပါနဲ့မချစ်ချင်နေပါမလုံးပါနဲ့လူသားအသေးလုံးနဲ့ကျွန်တော်
ငါးရီလိုမဟုတ်ဘဟက်တွေကိုစွန့်တယ်ငကားရီလိုမဟုတ်အခြေကိုလည်းစွန့်ခဲ့ကြားရီလိုမဟုတ်လက်သေးတွေကိုစွန့်တယ်နွားရီလိုမဟုတ်ဦးဂျိုတွေစွန့်ခဲ့အဆွဲကိုညင်းပဲအစိတ်တွေကိုစွန့်ခဲ့တောင်ပန်းအရေးကိုလည်းစူးတွေကိုမတတ်မဲ့အဟိတ်တရိတ်ဆန်တွေနဲ့အပီးတာမတူခဲ့ကပ္ပမရှက်တန်နိုင်တာအပီးနဲ့တခုတဲ့အုံနောက်ကိုအားပြုတဲ့မဟာလူသားလူဆိုတဲ့ကံကြမ္မာကိုစီရင်နိုင်တဲ့ဆရာတဆူလာတီထွင်ဖန်တီးမှုတွေကလူတွေကိုရရလှုပ်နှုံးခဲ့ညံပညာနဲ့တွေးခေါ်တွေကကမ္ဘာကိုအုပ်စိုး yeah